ကျွန်တော်ကြားပေါက်တင်ဆက်ပေးနေတဲ့92.0 မမရဲ့လမ်းရဲကြီးများပြောတဲ့စကားအစီအစဉ်ကနေထပ်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကဦးညစ်ထုတ်အကြောင်းပြောနေရင်ပဲတိုက်ဆိုင်အဲ့ episode တင်တဲ့နေ့မှာပဲလားမသိဘူးEmperor ကကျွန်တော်တို့ဒီ rhythm guitar တီးတဲ့နောက် classical guitar လည်းတီးတဲ့ဦးကျော်ပေါ့နော်ဦးကျော်အိုဟာရာဆုံးသွားပါတယ်ကျွန်တော်နဲ့ယဉ်နီးပြီးတော့ဗောနော်အဲ့လိုကျွန်တော်ငယ်လေးတွေကတီးခဲ့ရတဲ့ဒီ angle တွေဦးလေးတွေဒီကျွန်တော်ဗမာပြည်မှာမရှိတော့တဲ့နောက်ပိုင်းဆုံးတာတော်တော်လေးများတယ်ကျွန်တော်ဘယ်သူ funeral မှလည်းမရောက်ဖြစ်ဘူးအဲ့ funeral ဓာတ်ပုံတွေတွေ့နေရတယ်တော်တော်ကြေကွဲတယ်နော်ဦးကျော်ဆုံးသွားတော့ဦးကျော်နဲ့အတူပါမှာအဖေကအဲ့လိုမတ်တရက်ပြီးတော့ body ကိုကြည့်နေတဲ့ပုံလေးလားမသိဘူးတယောက်ကတင်တာတွေ့လိုက်တယ်အဲ့မြင်ကွင်းကိုကျွန်တော်ဘယ်လိုမှဘာနဲ့မှကျွန်တော်ခိုင်းနိုင်ပြီးမပြောတတ်ဘူး it is very sad ဦးကျော်ကအရန်ပျော်နေတယ်ဒါဦးညစ်တို့အကြောင်းပြောရင်းနဲ့ပါဒါကြုံလို့ပြပါတော့ဦးကျော်ကအရန်ပျော်ပြီးအရန်အေးတယ်သူ့မှာအဲ့လိုမကောင်းတဲ့စိတ်ထားတာတို့လူစိတ်တူတာတို့တခါမှကျွန်တော်တိတ်မတွေ့ဘူးပထမဆုံးကျွန်တော်တို့ရန်ကုန်ပြောင်းလာတော့အဖေနဲ့အမေကအဲ့လိုကားနဲ့အဲ့ Novaret Studio ကနေထွက်လာတာကျွန်တော်ကကားနောက်ခံထဲမှာပေါ့နော်အဲ့မှာဦးကျော်ကလို့ပြေးတက်လာပြီးမမွန်ရဲတဲ့ကိုရင်အကြောင်းကျွန်တော်မပြောချင်တော့ပါဘူးတဲ့အမေကလည်းကိုကျော်ဘာဖြစ်လို့လဲပေါ့နော်ဘာလို့မပြောချင်တာလဲဆိုမဟုတ်ဘူးကျွန်တော်မပြောချင်တာအဲ့လိုကျွန်တော်ဂျားတွေကပြောရမှာကိုကျွန်တော်ကရှက်တာဆိုပြီးအဲ့လိုအမှုအရာအပြည့်နဲ့လာပြီးကြက်သွားအမေကကြောင်နေတာပေါ့နော်ဒါပေမဲ့အဖေကတော့ဘေးမှာဦးကျော်အကြောင်းတည်တော့ခွေးနဲ့ရီနေတာပေါ့တခြားလင်မယားဆိုရင်တော့အရှင်ဘာလုပ်ထားရလဲဘာညာပြဿနာတက်မှာဒါပေမဲ့အမေကလည်းအလောက်မလဲတော့သူ့ကိုဘလို့လာကြက်သွားဘာလို့ကြက်သွားလဲဆိုတာအမေကမသိတဲ့အတွက်အဖေကရမ်းမဖြစ်လိုက်ဘူးဒါပေမဲ့ဦးကျော်ကအဲ့လိုရုပ်တီနဲ့အဲ့လိုကြက်တတ်တယ်အဲ့တော့ဆိုအဖေကလည်းရန်ကုန်မှာဆိုတော့ဖြစ်ခါစားအမေကလည်းအဲ့တော့မှရန်ကုန်ရောက်ခါစားတိတ်မရင်နေဘူးအဲ့ဒါကိုလာပြီးတော့အဲ့သူမလို့အဲ့ဟိုနဝရအောက်ထက်ကနေပြေးလာပြီးတော့ကြက်တာအဖေကပြန်မထွက်ခင်အမေလည်းပါလာတော့အဲ့လိုဆိုတော့ RIP ပါဦးကျော်ကတကယ်စိတ်ထားတဲ့အရန်ကောင်းပြီးပြောတတ်တဲ့အတွက်ဘလို့နီးနေမဆို you'll be in a better place ပါကျွန်တော်သတိလည်းရနေပါမယ်ကဲကျွန်တော် podcast ရဲ့ဦးညစ်ထုတ်အကြောင်းဒုတိယပိုင်းကိုကျွန်တော်ဆက်ပါမယ်ဦးညစ်ထုတ်အကြောင်းပြောရမယ်ဆိုဦးညစ်ထုတ် interview တွေမှာဖြေခဲ့တာတွေကိုကျွန်တော်ကလေမှတ်မိနေတယ်လားအဲ့တော့ magazine တွေကလည်းအများကြီးမရှိတော့ဦးညစ်ထုတ်အကြောင်း interview ပါလာပြီဆိုရင်ဦးညစ်ထုတ်နဲ့မတိခင်ကတော့ဦးညစ်ထုတ်နဲ့တိသွားပြီးတဲ့နောက်မှာရောကျွန်တော်သတိထားပြီးရှာဖတ်မိတယ်သူဘာတွေပြောလဲပေါ့နော်ရှာဖတ်တဲ့အပြင်ကျွန်တော်ပြီးတော့အဲ့ဒါတွေကိုမှတ်မိနေရောအဲ့ jigsaw puzzle ထဲမှာအဲ့ကျွန်တော်ရေးတဲ့စာအုပ်ထဲမှာလည်းအဲ့စာစုလေးထဲမှာလည်း interview တချို့ကျွန်တော်ကိုးကားပြီးတော့ရေးဘူးတယ်ပေါ့နော်အဲ့မှာကျွန်တော်အဲ့ထဲမှာမပါတော့တဲ့ဟာတခုကိုကျွန်တော်ဖတ်ပြမယ်အဲ့ဒီအချိန်ကကျွန်တော် recording တီးနေပြီrecording စတီးနေပြီပေါ့နော်အဲ့မှာခုနှစ်တော့ကျွန်တော်မမှတ်မိတော့သူဘာပြောဘူးလဲဆိုတော့ဒီ artist တယောက်ဟာတဲ့သူ့ရဲ့နောက်ဆုံး level อ่ะသူကဒီ creation မှာဒီ create လုပ်တခုခုကိုသူအသက်လုပ်ရမယ်အဲ့မှာဆုံးရမယ်တဲ့အဲ့အတွက်သူ copy သူမဆိုတော့ဘူးပေါ့နော် copy လည်းမဆိုတော့ဘူးဒီကိုပိုင်တန်စင်ကိုသူတို့စူးစမ်းပြီးဖန်တီးကြမယ်ပေါ့နော်တော်တော်ကြာပြီအဲ့ဒါကိုဖတ်ဖူးတယ်အဲ့ဟာဖတ်ဖူးပြီးတဲ့အချိန်မှာကျွန်တော်ကrecording တီးနေ copy တွေလည်းတီးနေအ copy ကိုတကယ်ဒီနိုင်ငံခြားဒီ drum ဆိုကျွန်တော် drum အတိုင်းတထက်တဲ့နေပေါ့နော်ဟိုalmost ပေါ့ဟိုတူအောင်ကျွန်တော်တီးနိုင်နေပြီအဲ့အရွယ်မှာပေါ့နော်အဲ့အရွယ်နဲ့ပြောရမယ်ဆိုရင်သူများ artist တယောက်ဖန်တီးရတာကိုတထက်ထဲမကြရင်တော့အနည်းဆက်ဆုံးကျွန်တော် recording နဲ့မှာတီးနိုင်နေပြီအတန်ကာလချိန်တာတော့ဘာလို့ကအစားပေါ့နော်အဲ့ချိန်မှာကိုကိုကျဉ်တတ်နေတာဟာငါတော်တော်မိုက်နေပြီဘာညာဒါပေမဲ့အဲ့ interview ဖတ်ပြီးတဲ့အချိန်မှာကိုပြန်ပြီးတော့ reflect လုပ်မိတယ်ဘယ်လိုလဲဆိုဟုတ်ပြီငါတူအောင်တော့တီးနိုင်နေပြီဒါပေမဲ့ငါဒီတိုင်းကြီးပဲဆက်သွားမှာလားပေါ့နော်အဲ့လိုဒါဟာ final မဟုတ်ဘူးဒါ final မဟုတ်တဲ့သေးဘူးဒီတက်ပို့ပြီးတော့ငါရဲ့အမှုပညာပစ္စည်းတစ်ခုကိုငါရှေ့တန်းအောင်ချပြရလိမ့်မယ်ဆိုတာကိုကျွန်တော်အတိဝင်လာတယ်အဲ့ဒါလည်းဦးညစ်ထွေးရဲ့ဒီ interview ကြောင့်ပဲတကယ်လဲဦးညစ်ထွေးကတချင်းနေသူ့လည်းရေးတယ်နောက်ပြီးတော့သူ credit မပါတဲ့သူရေးတယ်ဆိုပြီး credit မပါတဲ့အခွေတွေရှိတယ်ဥပမာဆေးပေါင်းခါရညတို့ဒီအားလုံးရဲ့ကိုစားတို့ပေါ့နော်အဲ့ melody တွေကတချို့တော်တော်များများသူရှာထားတာပေါ့နော်ပြီးတော့မှဒီတေးရေးဒီ lyrics ကိုသူကပြန်အပ်တာမျိုးကျွန်တော်မှားနိုင်တယ်ဒါပေမဲ့ကျွန်တော်မမှားနိုင်ဘူးတချို့ဟာတွေသူ့ melody တွေဒါပေမဲ့သူအဲ့လို melody ဝင်ရေးတဲ့ချင်းတွေလည်း arrange လုပ်သူ produce လုပ်နေတယ်နောက် mixing လည်းဆွဲတယ်ဒါပေမဲ့ credit လုံးဝမထည့်ဘူး
credit ကို तू ဝင်ရေးတဲ့ထဲမှာလည်းမထည့်ဘူးယူလည်းမယူဘူးဒီရေးတဲ့ဆိုရင်ဒီရေးတဲ့လူဥမာဦးမင်းချစ်သူဆိုဦးမင်းချစ်သူနာမည်အဲ့လိုမျိုးပဲ तू တေးရေးနာမည်မှာ तू ထည့်ပေးတယ် तू ဝင်ရေးတယ်ဆိုတာကိုမပါဘူးကျွန်တော်တင်တာဒီတစ်စိလန်းထဲမှာ chaplet ဆိုတဲ့တခြင်းရှိတယ်အဲ့ chaplet တခြင်းကကြတော့မှတေးရေးနေရာမှာညီထွတ်ဆိုပြီးတော့ကျွန်တော်ဖြတ်ကနေတစ်ခေါက်တွေ့ဘူးတယ်အဲ့မှာတော့ तू နာမည် तू တခြင်းကို तू credit တော့သူတခြင်းမှာသူ့နာမည်ကို credit တုံးတယ်ပေါ့နော်ကျန်တာတွေမှာတော့ကျွန်တော်တိတ်မတွေ့ဘူးဒါပေမဲ့သူဘန်တီးနေတာတွေကျွန်တော်ကတော့အဲ့လိုကျွန်တော်တွေ့ခဲ့ဘူးတာပေါ့နော်အဲ့လိုဂီတာတစ်လက်နဲ့ဦးစော်မျိုးနဲ့သူနဲ့အဲ့လိုဟိုထဲမှာစတူဒီယိုထဲမှာအပြန်အလှန်ပြောနေရေးနေပြုတ်နေတာကျွန်တော်အများကြီးတွေ့ဘူးခဲ့တယ်နောက်ထပ်အမှတ်တရတစ်ခုဟာဒီဆေးလိပ်နဲ့ပဲဆိုင်တယ်ပြောရင်တော့လေကျွန်တော်ကကုလားမင်းဆေးလိပ်အကြောင်းကြီးပဲပြောနေတာဖြစ်မယ်ဒါပေမဲ့အဖေနဲ့ကျွန်တော်နဲ့မှာအဲဆေးလိပ် story ရှိခဲ့ဘူးလို့ပဲဦးညီထွန်းနဲ့ကျွန်တော်နဲ့မှာလည်းရှိခဲ့ဘူးတယ်အဲ့ဒါကလည်းဘာမှလဲဆိုတော့ကျွန်တော်အဆောင်နေနေတဲ့အချိန်မှာပဲကျွန်တော်10တန်းအဆောင်နေနေတော့မှအဆောင်နာက restaurant တခုလားဘားတခုမှလားကျွန်တော်မမှတ်မိ hotel တခုမှလားမသိဘူးဦးညီထွန်းနဲ့အဖေတို့နဲ့အမှထိုင်နေကြတဲ့အချိန်မှာအဖေကကျွန်တော်အဆောင်နဲ့လည်းနီးတော့ကျွန်တော်လမ်းဆက်တယ်အဆောင်ဖုန်းဆက်ပြီးတော့လာမလားပေါ့အားရင်လာခဲ့ပါလားပေါ့ခဏလောက်ထွက်ခဲ့ဆိုပြီးတော့အဖေကကျွန်တော်လာခေါ်တယ်လာခေါ်တော့ကျွန်တော်အဲ့အဆောင်ကနေအဖေနဲ့ပါတော့အဲ့ဦးညစ်ထွတ်ရှိတဲ့နေရာအဖေတို့စားနေတောင်းနေကြအောင်နော်ကျွန်တော်လည်းအမှဝင်ထိုင်ပေါ့မတွေ့ရလဲအရန်ကြာနေကျွန်တော်အဲ့6 run ပြီးတဲ့ကကျွန်တော်အဆောင်လစ်သွားတော့အဲ့အတိုင်းဝိုင်းနေကမတွေ့တော့အဲ့မှာပဲဦးညစ်ထွတ်ကကျွန်တော်ဘာပြောလဲဆိုတော့တားတယ်မင်းစိတ်တွေဘာတွေမတောင်းနဲ့တော့တဲ့ရုပ်တရက်ကြီးနော်ဘာမှမဆိုင်တော့သူအကြားလူနဲ့စကားပြောနေတယ်ကျွန်တော်ဘက်ကအဲ့လိုလှည့်လိုက်ပြီးတော့ဟောနေစိတ်လေးမတောင်းနဲ့တော့တယ်မင်းအဲ့ဒါအုံနောက်တိတ်မရှိတဲ့လူတွေလောက်တာတဲ့အဲ့ဒါကအဲ့အချိန်မှာကျွန်တော်ကတအားလန့်တော့ဒါဘာလို့လဲဆိုတော့ကျွန်တော်ဘောင်းမီအိတ်ထဲမှာပတ်စံ90ပါလာတယ်အဲ့ဒါဘာလဲဆိုတော့အဖေကအဆောင်ကပြန်ရောက်ရင်ကျွန်တော်အဲ့အဆောင်ထိတ်မှာချပေးခဲ့မှာမလားချပေးခဲ့ကျွန်တော်အဆောင်ထဲကိုတန်းမဝင်ဘူးပတ်ပြီးတော့ဟိုဘက်မှာကွန်းရဆိုင်လိုမျိုးဆိုင်ရှိတယ်အဲ့မှာဝင်ပြီးတော့စိတ်လေးတောက်ပြီးမှကျွန်တော်ပြန်မလို့အဲ့ပတ်စံကိုထည့်လာတာအဲ့ပတ်စံကိုကျွန်တော်လက်တစ်ဖက်ကအဲ့လိုစမ်းလိုက်မိပြီးတော့ shit ဘယ်လိုတိလဲမသိဘူးပေါ့နော်အမှန်တော့ကျွန်တော်ထင်တာလူကြီးတဲ့ဒီအရွယ်အဲ့လိုစပြီးစမ်းတက်တဲ့အရွယ်ဆိုတာတိလို့ပဲလားမသိပါဘူးအဲ့ဒါကြောင့်သူကတစ်ချက်မှန်လိုက်တာကျွန်တော်တောင်းမှဆိုလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကြတော့ငါအစီအစဉ်ကိုသူဘယ်လိုတိသွားလဲပေါ့နော်အဲ့မှာသူကအဲ့လိုပြောရတာကိုကျွန်တော်ကအမြဲတမ်းမှတ်ထားတော့အဲ့လိုအဖေရှိမှမတောက်ယုံနဲ့မကဘူးနောက်ဆိုဦးညစ်တို့ရှိမှပါကျွန်တော်အဲ့လိုစက်မတောက်ဖြစ်အောင်နေမတောက်ရဲဘူးပေါ့နော်ဆိုတော့ဟိုဒါပေမဲ့တစ်ချိန်ကျတော့ဘာဖြစ်သွားလဲဆိုတော့အရက်မူကျွဲကိုပေါ်တော့အဲ့ဒါတခေါက်အင်းရလန်းကမန်တက်ကျွန်တော်အဆိုတော့ဖြစ်ပြီနော်အင်းရလန်းကမန်တက်တစ်ခုမှာကျွန်တော်တို့ဘန်ရယ်နောက်ကိုက်ဆာတင်မုံတို့ဒီ antibiotics ရယ်ပြီးတော့ Emperor ပါကျွန်တော်ကရှေ့ထွက်တည်ရတာပေါ့နော်ကျွန်တော်တို့ကဒီ opening band တွေပေါ့အဲ့မှာကျွန်တော်နဲ့ကိုက်ဆာတင်မုံတို့နဲ့စောစောစီစီအမြဲတမ်းရောက်ပြီးပြဲကွဲနေတာကိုတောက်ပြီးရင်တီးပြီးရင်ပြန်တောက်ပြီးပြန်တီးအဲ့လိုပဲလဲနေတာပေါ့နော်အဲ့မှာဦးညစ်တို့ကတခါကပြောဦးတယ်မင်းတို့အဲ့လောက်အရက်တွေတောက်နေရင်လည်းနောက်နေ့တွေစိုးနိုင်မှာမဟုတ်ဘူးပေါ့နော်တခါကျွန်တော်အခုဖြတ်ပြီးပြောလိုက်မယ်ဦးညစ်တို့ဟာကျွန်တော်တွေ့သမျှ rock star တွေမှာတကယ်clean အဖြစ်ဆုံး rock star လို့သူ့ရဲ့ဒီအဆိုတော်တက်တန်းရဲ့၄ပုံ၃ပုံလောက်တော့အဲ့လိုနေလာတယ်ဘီယာမတောက်အရက်မတောက်ဘာမှမတောက်ဆဲလည်းမတောက်အဲ့လိုသူ့အိမ်မှာပါတီတွေပါလုံးနေအဲ့လိုဘီယာခွက်လေးတစ်ခွက်လောက်ကင်နာတာလောက်ပဲကျွန်တော်တွေ့ဘူးလေသူအဲ့လိုတောက်နေတာတော့ထပ်ဖြည့်နေတာပေါ့တိတ်မတွေ့ဘူးဆိုကြီးလာတော့မှလည်းသူဝိုင်းနေပါတောက်မယ်ဟောနော်တဖြည်းဖြည်းသူတောက်လာလိမ့်မယ်ရှေ့မှာတော့လုံးဝမတောက်ခဲ့သူအဲ့လိုကျွန်တော်တို့စုံမနေတဲ့အချိန်မှာသူတကယ်မတောက်နေအဲ့တော့တချမ်းကြီးဗျာတလောက်ပူပြီးတော့အဲ့လိုရမ်းနေပူနေတဲ့အချိန်မှာကျွန်တော်ကအဲ့လိုအရက်အပြင်းတွေတောက်တယ်မလားပြီးရင်ရေတွေဆိုပြီးနောက်နေ့ဆိုအတန်တွေကခွေးတန်နွားတန်တွေထွက်နေတာတော့အဲ့လိုတွေဖြစ်မှာဆိုလို့သူကကြိုပြီးပြောတာအဲ့ဒီချိန်မှာအကြနေလားမသိဘူးတော်တော်ပြဲနေကျွန်တော်ပြဲနေတဲ့အချိန်မှာကိုက်စားတယ်နဲ့ကျွန်တော်လည်းတောက်ပြီးတော့စင်မောကဆင်းလာရေပန်းတွေပါဖြတ်ပြီးဆင်းလာတဲ့အချိန်မှာကျွန်တော်ကဒီမာရှီတောက်တယ်ဝီကိုမင်းညှိလိုက်တယ်ညှိပြီးတော့ကျွန်တော်တအားလွတ်နေတဲ့အချိန်မှာအဲ့မှာဦးညစ်ထုတ်ကိုကျွန်တော်ဖြတ်ကနေတွေ့တယ်ဦးညစ်ကအစောကြီးရောက်နေတယ်သူမစိုးရသေးဘူးဘသူ့ပန်ကလူလည်းမရောက်သေးဘူးရောက်နေပြီအဲ့ခြံတောင်းမှာနေနေတာကျွန်တော်အဲ့ဝီကိုကိုင်ဝီဒီဟိုဆေးဘောလေးကိုကိုင်တော့ပြေးသွားတာကျွန်တော်ဘာလုပ်နေလဲပြန်တင်နေလဲမသိဦးညစ်တို့ဆိုပြေးသွားပြီဦးညစ်တို့ဆိုပြီးဦးညစ်တို့ပါဇက်တယ်အဲ့ဆေးဘောလေးကိုထိုးထည့်ပေးလိုက်မိပါညှိပေးလိုက်ညှိပေးလိုက်ပြီးတဲ့ချိန်မှာကျွန်တော်ကဒိုင်းကနေကျွန်တော်စီကိုအတိဝင်လာတယ်ခုနကပြောငါ့ကိုတာစင်းလေးမတော့တော့စင်းလေးတော့တာအုံနာမရှိတဲ့ကောင်တွေလောက်တာလို့ပြောခဲ့ဘူးတဲ့ဦးညစ်တို့ကြီးပါဇက်တဲ့ဟိုမှာကျွန်တော်ကစစ်လေးသွားတက်ပေးတယ်မိပါညှိပေးကျွန်တော်ဘလောက် lusky ဖြစ်နေလဲဆိုပြီးတော့အဲ့ဒါဟိုကဆေးလိမ့်လည်းမဟုတ်ဝီကြီးဒါပေမဲ့ဦးညီတို့ကလေလုံးဝအဲ့အချိန်မှာ very cool တလားသူကတောက်တယ်
တောက်ပေးလိုက်ဖွာပေးလိုက်တယ်မိကိုရွာထွက်အောင်ဖွာပေးလိုက်တယ်ဘာလို့လဲဆိုဘေးမှာလူတွေရှိလိုက်တော့ तू ကျွန်တော်ကိုစူရင်ကျွန်တော်လည်းလူပြိုအရွယ်ဖြစ်နေဟိုလူကြီးဖြစ်နေဆိုကျွန်တော်ကိုစူလိုက်ရင်I don't know အဲ့လိုကျွန်တော်အောက်သွားတာတော့အဲ့လိုဖြစ်မယ်လို့ထင်တယ်နောက်ပြီးကျွန်တော်တအားပြဲနေပြီ What do you expect from me သိရမလားဒီကောင်ဘာလဲပြောလို့ရမှာမဟုတ်ဘူးဆိုမျိုးဖြစ်သွားရတယ်တူတယ်အဲ့ကျွန်တော်အဲ့လိုစလစ်ကိုတောက်လိုက်တယ်ဟိုတာဝန်ကြီးပဲဒီမိကိုလုံးမုတ်ထုတ်လိုက်ပြီးတော့အဲ့ဆေးဘောလေးကိုကြည့်ကြည့်ပဲမင်းစလစ်လည်းမဟုတ်ဘူးတဲ့ပြောကျွန်တော်လက်ထဲကိုပြန်ထည့်တာပြီးခုနကပြောတယ်မင်းတို့အဲ့လောက်တောက်နေနောက်နေ့တိုင်ပတ်မယ်နော်ဆိုတော့ तू အဲ့လိုပြောဒါပေမဲ့အဲ့တော့ကျွန်တော်30မကြော်သေးကျွန်တော်တို့အဲ့21 22ပေါ့နော်အဲ့ရွယ်ဆိုအဲ့လိုကဲလို့ကောင်းတဲ့ရွယ်ပေါ့တကြမ်းနေမှာအဲ့လိုပဲတောက်ပြီးဆိုရဘာမှမဖြစ်ခဲ့ဘူးဒါပေမဲ့တကယ်တမ်း30နာ30ကြော်လာတဲ့အချိန်ကျတော့ဂီလာကျွန်တော်ဒီ MRTV4 တို့ဘာလို့မှတကြမ်းဆိုတဲ့ခါကျတော့မတောက်ရတော့ဘာလို့လဲဆိုတော့ဟိုကိုမှတက်လာကြည့်တဲ့လူတွေလည်းရှိလာပြီအဲ့အချိန်မှာကိုက responsible မဖြစ်မနဲ့လို့အပေါ်မှာတင်မလားလို့ဒီအရက်နာကြတဲ့အတန်တွေပိုင်းနဲ့ဆိုရမှာအဆင်မပြေတော့ဘူးဆိုတော့ဒါပေမဲ့ကျွန်တော်အဲ့လိုစကားကိုနားထောင်တယ်ဒါပေမဲ့10နှစ်လောက်ကြာတော့မှကိုယ့်ကိုအတိဝင်တော့မှနားထောင်တာပေါ့နော်ဆိုတော့နောက်ဆုံးတော့အဲ့လိုကိုယ့်ကိုလုံးဝစလိမတောင်းနေတော့လို့ပြောတဲ့ကျွန်တော်အဖေတော့ကျွန်တော်အဲ့လိုမလုပ်ရဘူးဦးညီတို့ကိုကြတော့ကျွန်တော်ဒါပေမဲ့လွတ်နေတော့ပေါ့နော်တော်ပြီးလှုပ်လိုက်မိတယ်ဒါပေမဲ့သူကလည်းကျွန်တော်ကိုအဲ့လိုစူချင်းပြုခြင်းမရှိလိုက်ဘူးနောက်ထပ်တကယ်အကြီးဆုံးဘဝမှာကျွန်တော်ဦးညီထိုးနဲ့အမှတ်တရကတော့ကျွန်တော်ဦးညီထိုးကိုကျွန်တော်ရေးပေးဖို့တဲ့တခြင်းပါနော်ခမားရဲ့အကြောင်းဆိုတဲ့တခြင်းအဲ့အကြောင်းကိုကျွန်တော်ဒီမှာနည်းနည်းပြောပြချင်ပါတယ်အဲ့တခြင်းကလူသိမ့်မသိဘူးတန်ရုံလူတော်တော်များများမသိပါဘူးအဲ့တခြင်းကတစီလန်ထဲမှာပဲပါတယ်အဲ့တခြင်းကိုသိရင်တော့ကျွန်တော်ရေးမှမသိဘူးဆိုတော့အဲ့တခြင်းကျွန်တော်24နှစ်မှာကျွန်တော်အသက်24နှစ်မှာကျွန်တော်ရေးပြီးတော့ကျွန်တော်စရေးတဲ့တေချာဒီတခြင်းကငါအတွက်မဟုတ်ဘူးငါဆိုလို့ငါမဆိုချင်ဘူးကျွန်တော်မဆိုချင်ဘူးအဲ့လိုကျွန်တော်တကယ် respect ရှိရတဲ့ artist ကိုကျွန်တော်ပေးမယ်ပေါ့ဒါပေမဲ့ဦးညစ်ထုတ်ပဲပြေးမြင်ပြီးဦးညစ်ထုတ်ကိုပေးမယ်ဆိုပြီးတော့ကျွန်တော်ရေးတယ်ကျွန်တော်တစ်သက်လုံးမှာအဲ့လိုမျိုးရေးဘူးတာ3ယောက်ရှိအဖေဖို့ကျွန်တော်ရေးပေးဘူးတယ်ဦးညစ်ထုတ်ကိုကျွန်တော်ရေးပေးဘူးတယ်နောက်ကိုလေးပြိုကိုကျွန်တော်ပေးဖို့စူးစမ်းဘူးတယ်ကိုလေးကမယူခဲ့ဘူးအဲ့ဒါကျွန်တော်ကိုလေးအကြောင်းပြောတဲ့ဒီ episode ကျမှကျွန်တော်ထည့်ပြောမယ်အခုကဦးညစ်ထုတ်ရဲ့ဒီခမရဲ့အကြောင်းတခြင်းပါနော်အဲ့တခြင်းကိုတော့ကျွန်တော်အခုဒီမှာပြောမယ်ဘာလို့လဲဆိုတော့ तू ကအဲ့တခြင်းကိုယူခဲ့တယ်ယူပုံကလည်းကျွန်တော်ကရေးပြီးချင်းကျွန်တော်ရေးပြီးတဲ့အချိန်မှာကျွန်တော်ထင်တယ်8ခွဲ9လောက်ရှိပြီအဲ့မှာကျွန်တော်စဉ်းစားတယ်ငါပေးရင်ကောင်းမလားမပေးရင်ကောင်းမလားဦးကြီးတို့ကမယူရင်ရောဘယ်လိုလုပ်မလဲပေါ့နော်အဲ့လိုမျိုးဖြစ်နေနောက်ဆုံးကျဒါမဲ့ငါပေးတယ်ကွာဆိုပြီးတော့ဦးကြီးတို့ကိုဖုန်းဆက်လိုက်တယ်ဖုန်းဆက်ပြီးတော့ဦးကြီးတို့လို့တခြင်းတပုတ်ရေးထားတယ်လို့အဲ့ဦးကြီးတို့အတွက်လို့ယူမလားဆိုတော့ဦးကြီးတို့ကလည်းချက်ချင်းပဲမင်းအခုလာမလားတဲ့ဘယ်ကိုလဲဆိုတော့နဝရီအိမ်ကိုလာခဲ့မလားဆို။ तू လာခဲ့မလားလို့မေးတဲ့အချိန်ကအဲ့လို10နာရီပတ်ဝန်းကျင်ဖြစ်နေပြီပေါ့နော်။အဲ့ဒါကျွန်တော်လည်းโอเคလာမယ်ဆိုအဲ့တချင်းကိုကျွန်တော်မြန်ဖုန်းထဲကိုလာကျွန်တော်ဒီကွန်ပျူတာထဲကိုလာမြန် record လုပ်လိုက်တယ်ဟော်လိုလေးနဲ့ပြီးအဲ့ဒါယူသွားတယ်စာသားတွေရောဒီ code တွေရောပေါ့နော် code sheet တွေရောကျွန်တော်ယူသွားတယ်။သူစီရောက်တော့လာတဲ့ဆိုပြီးတော့ studio ထဲတခါတည်းခေါ်တာဆိုပြဆိုအဲ့အချိန်မှာ तू ကဆိုပြလို့ပြောတဲ့အချိန်မှာကျွန်တော်လုံးဝအားသွားတယ်ဘာလို့လဲဆိုကျွန်တော်ဦးညီတို့ရှေ့မှာတခြင်းအဲ့လိုမစိုးဘူးမစိုးရဲဘူးအဖေရှေ့မှာလည်းမစိုးဘူးကျွန်တော်အဲ့လိုမျိုးလေးဆိုပြမယ်ဆိုပြီးတော့စိတ်ပါလက်ပါထိုင်ပြီးဂီတာတီးဆိုပြမယ်မလုပ်ရဲဘူးဘယ်လိုလုပ်ရဲမလဲဗျာဒီမှာအဲ့ဒါပြီးတော့အခုဆိုပြဆိုတဲ့အချိန်မှာ तू အဲ့တခြင်းယူမယ်မယူမယ်လည်းမသိဘူးတခြင်းဒီကောင်းလားမကောင်းလားလဲကျွန်တော်လည်းမသိတော့ဘူးကျွန်တော်မခွဲချရတော့ကျွန်တော်မျိုးလုံးတွေပြသွားလက်တွေလည်းအေးပြီးတော့နောက်ဆုံးအရန်တင်းပြီးတော့ကဲဆိုရဲကွာဆိုပြီးတခြင်းကိုဆိုပြလိုက်ပါတနားထောင်တယ်တစ်ချက်မှအဲ့လိုဟိုကြားဖြတ်ပြောရပါမရှိဘူးတခြင်းပြီးရတင်နာထောင်ပြီးလက်ပြီးတော့တစ်ချက်နောက်ဆုံးကွက်ကိုချပြီးသွားတဲ့အချိန်မှာယူမယ်တဲ့တွင်းမယ်ငါ idea ရတယ်တဲ့ဆိုပြီးတော့ဟာမိုင်းလိုက်လားဗောနော်မြန်လိုက်လားဗောသူဆုံးဖြတ်တာလဲဗောနော်ကျွန်တော်ထင်တာထားခဲ့ဦးနာထောင်လိုက်မယ်နောက်နေ့ကျရင်ယူမယူပြန်ပြောမယ်ကျွန်တော်အဲ့လိုမျိုးပဲထင်တာနော်အမင်းကအခုတွင်းမိတယ်ဆိုပြီးတော့ချက်ချင်းဟို mic တွေပါကောက်စင်ကွန်ပျူတာတွေပါကောက်ဖွင့်ပြီးတော့ကျွန်တော်ဟိုအမှ hollow နဲ့ guitar နဲ့ပေးပြီးတော့ mic ကြီးစင်ပြီးတော့ဆိုသွားတဲ့တခါတည်း demo ဆိုပြီးတော့အဲ့မှာကျွန်တော်ကဆိုတော့ကျွန်တော်ပြပြမယ်အဲ့တချင်းကိုအခုလူတွေကြားဖို့တဲ့ version ကကျွန်တော်ဆိုတဲ့ version မဟုတ်ခဲ့ဘူးဆိုတော့ကျွန်တော်အဲ့တော့ minor နဲ့တီးတာကျွန်တော်တချင်းကအဲ့တော့ကျွန်တော်ဆိုပေးလိုက်တယ်ပေါ့နော်ထားပါတော့အဲ့တချင်းဆိုပြီးတွင်းခဲ့တယ်သူတို့နောက်နေ့ arrange လုပ်မယ်တဲ့နောက်နေ့ဆိုတော့ဒီမနေ့ဖြန်တော့မဟုတ်ဘူးနောက်တစ်ရက်နေ့အချိန်မှာ arrange လုပ်သူတို့ဟို arrange လုပ်မဲ့ရက်ရှိတယ်အဲ့တော့တစ်စီလန်းတွင်းနေတဲ့အချိန်ဆိုအဲ့ဒီမှာထည့်လို့ရတယ်ဆိုပြီးတော့ကျွန်တော်တစ်ရက်ပြန်ချိန်တယ်သူ arrange လုပ်မယ်နေပေါ့နော်arrange လုပ်မယ်နေကြကျွန်တော်အရန်စိတ်တွေလှုပ်ရှားဟာ
မိုက်ပြီပေါ့ငါတချင်းပါငါရေးတဲ့တချင်းကိုဦးညစ်တွက်ကဆိုမယ်အမ်ပါရာတီးမှာပေါ့နော်အဲ့ဒါစတူဒီယိုရောက်တော့ oh my god I'm in his studio ကျွန်တော်ဒီစတူဒီယိုရဲ့ကိုကျွန်တော်အချိန်3သိန်းလောက်ရောက်ဖူးတယ်ဒါပေမဲ့ဒီတစ်ခေါက်ကကြတော့ it's about me ကျွန်တော်ရေးတဲ့တချင်းဟာအဲ့လိုဒါငါရေးတဲ့တချင်းကိုတီးဖို့အမ်ပါရာလူတွေလာစုနေဆိုစောက်ရမ်းပုံဝင်မျက်နှာပါဗျာအဲ့ဒါပြောမနေပါနဲ့အဲ့ဦးစောမျိုးထွက်လည်းရှိတယ်နော်ဦးလီယိုနဲ့မမောင်လင်းလည်းရှိတယ်ဘန်ကလူတွေလည်းရောက်လာကြကိုမြတ်မိုးတို့လည်းရောက်လာအတန်ဖန်နဲ့ engineer တွေပါတယ်နဲ့ဒါပေမဲ့မတီးဘူးသလားကျွန်တော်ညနေလောက်ထဲရောက်တာမတီးကြဘူးခုနကလူစကားပြောလိုက်အဲ့တချင်းလေးခုနကျွန်တော်ဟိုနေ့ကျွန်တော်ဖွင့်ဆိုထားတဲ့ demo လေးကိုသူတို့နားထောင်လိုက် chord လေးဟိုစမ်း design လုပ်လိုက် coffee ထွက်တောက်လိုက်အဲ့လိုမတီးကြဘူးအဲ့ဒါကျွန်တော်လည်းစိတ်ရှိရှိနဲ့စောင့်နေတာဒါပေမဲ့သူတို့ကျွန်တော်တင်နေတာသူတို့အလုပ်လုပ်တဲ့ပုံပေါ့နော်ကျွန်တော်တို့ကကြောက်အဲ့တော့ punk rock band ဆိုတော့ကျွန်တော်တို့ကအိမ်မှာတချင်းတိုက်လာပြီးစတူဒီယိုရတယ်1 2 3 4ဆိုတော့ကျွန်တော်ဝုန်းလို့တောက်လျှောက်တီးတော့တာဆိုတော့တနေ့ကိုကျွန်တော်က4-5ပုတ်လောက်တီးနေတဲ့အချိန်မှာဒီတပုတ်ကိုဦးညစ်တို့က demo အခုတိမလုပ်သေးဘူးအဲ့မှာဟိုစမ်းဒီဇိုင်းနဲ့ပြီးတော့မှတော်ကြာတော့မှအဲ့လို drum လေးနဲ့ bass လေးနဲ့နည်းနည်းလေးအဲ့လိုအကြမ်းပြင်းလောင်လေးပေါ့နော်ဒီလိုလေးတွန်းလိုက်တယ်ပြီးတော့အားလုံးပြန်သွားကြပါတလားဦးစောမျိုးထုတ်ကြပြောဒီသချင်းကတကယ်တီးမယ်ဆိုရင်လည်းအများကြီးလှုပ်လို့ရတယ်ဆိုပြီးအများကြီးလှုပ်လို့ရတယ်ပြောပြီးဘာမှမလုပ်တော့ဘူးအရန်ကြီးပြန်တော့ကျွန်တော်အသေးခွဲသွားသလားဟာဒါမှမဟုတ်တချင်းကိုသူတို့အားလုံးစုတီးပြီးတော့မှမကြိုက်လို့လားမသိဘူးပေါ့နော်ကျွန်တော်ဘယ်လို့မှနားမလဲဘူးလူကြီးအလုပ်လုပ်တာတစ်မျိုးပဲပေါ့နော်အဲ့ဒါပြန်တော့အိမ်ပြန်တော့ကြေးကွဲတော့မသွင်းပြဘူးနဲ့တူပါရဲ့ဆိုထားလိုက်ကောအဲ့ဒါပြီးပြန်လည်းမခေါ်တော့ဘူးကျွန်တော်ကတွေ့ရင်လည်းဘာမှမပြောတော့အဲ့တချင်းအကြောင်းလဲအလားတွေကြာတော့သလားတစေလန်းအခွေကြီးထွက်လာအဲ့ဒါလည်းကျွန်တော်မပြောဘူးနောက်ဆုံးကျမှအဲ့တစီလန်အခွေကိုကျွန်တော်မသိကျွန်တော်ဘယ်ကလည်းမသိဘူးရှာဝယ်လာတော့မှအဲ့မှာခမရရဲ့အကြောင်းဆိုပြီးပါလာ哦 Oh my god what the fuck တချင်းထဲပြစ်တယ်လားပေါ့အဲ့ဒါနဲ့အခွေကိုကားပေါ်မှာပဲနားထောင်တော့မှ shit ကျွန်တော်ရေးပေးတာ minor scale ဦးညစ်တော့က major ကြီးနေအဲ့ဒါကြောင့်အဲ့နေ့မှာကျွန်တော်ထင်တယ် arrange လုပ်တဲ့နေ့မှာသူတို့ agreement မရလို့အားလုံးလူခွဲလိုက်ကြရတယ်နဲ့တူတယ်။ဦးညစ်တို့လုပ်ချင်တာတပုံစံဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကမပြောဘူး။လုံးဝတော့တချင်းကဦးညစ်တို့ကသူ့ကိုပေးလိုက်ပြီဆိုသူ့အပိုင်ပဲ။ तू ကြိုက်တာလုပ်ပါ။ကျွန်တော်ကလည်းပြောခဲ့ဦးညစ်တို့ကြိုက်တယ်လို့လုပ်ပါဆို။ဒါပေမဲ့ကြိုက်တယ်လို့လုပ်ပါဆိုတော့ကျွန်တော် major နဲ့ minor နဲ့ major ပြောင်းလောက်တဲ့အထိတော့လုပ်လိုက်မှမထင်တာဘူးပေါ့နော်။အဲ့တော့ကိုယ့်တချင်းနဲ့ကိုကျွန်တော်မှ surprise ဖြစ်ရတယ်။တချင်းကတကယ်နောက်တစ်ပုတ်ဖြစ်သွားတယ်။ तू ကျွန်တော်ကိုစာသားနဲ့ဒီ rhythm frame ပေါ့နော်ကျွန်တော်ဆိုတဲ့ဒီပထမကျွန်တော်မှမြည်ခြင်းမရှိကျွန်တော်မှစိတ်လေးမရှိအဲ့ဒါမျိုးrhythm frame ကိုပဲယူပြီးတော့ chorus ကိုကျွန်တော်အောင်ဆုံးမယ် chorus မှာကျွန်တော်က modulate တွေအများကြီးလုပ်ထားတယ်အဲ့ modulate တွေအတိုင်းကိုသူက major နဲ့နောက် mode တစ်ခုနဲ့သူကျွန်တော်မပြောပြတယ်ကိုကျွန်တော်ကဟို notes မတက်တော့ဘာလုပ်လိုက်တယ်ဆိုတာဒါပေမဲ့ကျွန်တော် vibe လုံးဝမပြောက်ဘူးဒီ mood လည်းမပြောက်ဘူးဘာမှမပြောက်သွားပဲနဲ့ဒါပေမဲ့သူဆိုလို့ပို့ပြီးအဆင်ပြေတဲ့ environment တစ်ခုဖြစ်သွားတဲ့ချင်းအဲ့တော့ကျွန်တော်မှဒီတချင်းကိုကျွန်တော်ရေးခဲ့တာပြောတာနောက်တစ်ခုဖြစ်သွားတော့နော်ကိုတချင်းနဲ့ကို surprise ဖြစ်ရတယ်အဲ့ဒါကိုပိုးစိုးတာကျွန်တော်အတိမပေးဘူးအခွေထွက်တာလည်းမပြောဘူးဘာမှမပြောဘူးအဲ့ဒါဦးညတို့လို့အခွေထွက်တာကျွန်တော်လည်းမပြောအေးဟုတ်တယ်ငါမေ့သွားတယ်လာလက်မှတ်ထိုးမယ်အခွေမှာလက်မှတ်ထိုးပြီးပြန်လိုက် that's all sorry ဘာလဲမလာဘူးတပေါ်ကြတယ်အဲ့ဒါမျိုးသူတို့အလုပ်လုပ်တာတကယ် rock star attitude ပေါ့နော်ဒါပေမဲ့ပြတချင်းကမကောင်းတော့တယ်စောက်ရမ်းကောင်းတယ်လေရေးလဲဂျင်းနဲ့တယ်ကျွန်တော်ထွက်လာတယ်ဘယ်သူမှတိတ်မသိဘူးရတယ်အေးစိဘာမှမပြောကျွန်တော်ဘာသာကျွန်တော်ဂျင်းနဲ့အဲ့ဒါမပြီးသေးဘူးနောက်တစ်ခါအဲ့တချင်းကိုပဲကိုဂျေလောက်တဲ့ unplug လာမသိဘူးအခွေတစ်ခွေမှာအဲ့တချင်းပြန်ပါတယ်ပြန်ပါဆိုအဲ့မှာကျွန်တော်အော်ပါဦးကြီးတို့အဲ့တချင်းကိုသူပြန်ထည့်တယ်ပေါ့နော်ကျွန်တော်ကဒီတချင်းကိုသူအဖြည့်ပေါ့ဒီအိမ်ဖြည့်တချင်းလို့တုံးလိုက်တယ်ပဲကျွန်တော်ထင်တာနော်ဒီတိုင်းမှာအခွေထဲမှာ10ပုတ်ရှိတယ်ကွာ17ပုတ်လိုတယ်ဆိုရင်ဒီတစ်ပုတ်ရှိတယ်ပဲအဲ့လိုမျိုးလို့ထင်တာကိုကျွန်တော်ကဘရော့မှအများကြီးမတွေးတာအိမ်ဖြည့်တချင်းဆိုလည်းရတယ်ဘာမှမဖြစ်ဘူးကွာပျော်တယ်လေပေးတာဆိုအဲ့ဒီမှာအဲ့ unplug ဟိုအခွေထဲမှာနောက်တစ်မျိုးဖြစ်သွားပြန်တော့တချင်းရေးလဲလုံနိုင်တယ်သလားကျွန်တော်တချင်းတွေကိုလေ chord တွေအမျိုးမျိုး modulate တွေအမျိုးမျိုးလုပ်ပြီးတချင်းကျွန်တော်တချင်းကိုပဲကျွန်တော်ပုံစံအမျိုးမျိုးနောက်ပိုင်းမှာလုပ်တယ်ဆိုတာအဲ့ဒါပဲဘာလို့ဆိုတော့ဦးညင်တော့ကအဲ့လိုကျွန်တော်တင်တဲ့ညီငွေလွယ်နဲ့တူတယ်ဒီ melody တခုသူခဏဒါကိုအကြာကြီးသူမစိုးချင်အောင်အဲ့နောက်ကျွန်တော်တချင်းကိုသူပြောင်းကောင်းနဲ့သူပြောင်းတယ်တချင်းကနောက်ဆုံးအဲ့ unplug ထွက်လာတဲ့အချိန်မှာ version ကတော်တော် twisted ဖြစ်နေဒါပေမဲ့ still ကောင်းတော့မယ်နော်ကျွန်တော်တို့ဂုံယူရဲကိုတချင်းဘယ်လိုပဲလုပ်လဲဦးညစ်တို့ပြောဘူးတလို့ပါဦးညစ်တို့ကတခါအဲ့လိုပဲ interview မှာမေးဘူးတယ် playboy တန်းတဲ့တချင်းသူပြန်ဆိုတော့လူတွေကဘယ်လိုမကြိုက်တော့ရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာ तू ကဘီယာကြိုက်တဲ့လူကမက်ခွက်နဲ့ပဲတောက်ပလင်းလိုက်ပဲမော်တောက်တဲ့ရိုးဖန်ခွက်နဲ့ပဲတောက်ကောင်းပါပဲဆို
အဲ့လိုပဲကိုတချင်းကိုပေးချင်တဲ့လူကိုလည်းပေးလိုက်ရတဲ့အတွက် तू လှုပ်ချင်တာလှုပ်နေတာကိုကျွန်တော်ကဂျင်းနဲ့တယ်ဘေးကနေထိုင်ကြည့်ရပါတော့ဒါကျွန်တော်ရဲ့အကြီးမားဆုံး Emperor နဲ့ Uniton နဲ့ကျွန်တော်ဝင်ပြီးပတ်သက်ခွင့်ရလိုက်တဲ့ဒီတပုတ်လေးပေါ့ဒီ2မိနစ်3မိနစ်စာလေးအဲ့လေးကိုကျွန်တော်အခုထိဂုဏ်ယူရဲပြောလို့မဆုံးကဲကျွန်တော် program ကိုနောက်ဆုံးပိတ်ပါရမယ်နောက်ဆုံးအမှတ်တရဘာလဲဆိုတော့အမှတ်တရပေါင်း3သိန်းလောက်ကျန်နေတယ်ဒါပေမဲ့ဒီတကူကတော့ပြောလိုက်တော့မတူတော့ဦးညီတို့ကိုကျွန်တော်စိတ်ကောက်ဖူးတယ်ငယ်မှာဘယ်လိုလဲဆိုတော့ဒီ97မှာ Emperor Unplugged လောက်တော့ Adino drum chord တီးတယ်ကျွန်တော်ကိုခေါ်မတီးဘူးဆိုကျွန်တော်ကလေးဆိုအဲ့တော့စိတ်ကောက်လာအောင်နော်ကျွန်တော်မတီးဘူးအဲ့ကလေးတွေကစိတ်ကောက်လိုက်တာကျွန်တော်ဘယ်အချိန်မှသွားပေါ်လဲဆိုတော့ကျွန်တော်အဲ့လိုပဲဆိုတော့ဖြစ်ပြီးဦးညီတို့နဲ့ကျွန်တော်နဲ့ပွဲအတူတူဆိုရတဲ့အချိန်မှာဦးညီတို့ကကျွန်တော်လှမ်းခေါ်တာစင်ပါဘူးသူနဲ့တချင်းဆိုဖို့နော်သူလည်းမမျော်လင့်တာဘူးကျွန်တော်ဘာလုပ်မလဲဆိုတော့အဲ့ကျွန်တော်ကအဲ့မှာစင်မတက်သွားတဲ့တွေးပြီးသားမှဆိုပြီးတော့တေးပြီးတက်သွားပေါ်ရတော့ကျွန်တော်မိုက်နဲ့ကျွန်တော်ဦးညီတို့ကတ်ပြီးတော့ပြောဦးညီတို့လည်းကျွန်တော်တစ်သက်လုံးလှုပ်ချင်နေတာလှုပ်ကျွန်တော်အခုကျွန်တော်ပေးလို့ပါဦးညီတို့ဆိုရင်ကျွန်တော် drum တီးချင်တယ်အဲ့လိုပြောလိုက်တယ်ရတီးတဲ့ဦးညီတို့ကလည်းမိုက်နဲ့တားသွားတဲ့ drum တက်လိုက်တော့ဆိုကျွန်တော်လည်းဦးရဲလင်းကိုခွင့်အောင်ဦးလို့ကျွန်တော်တီးမယ်တော့ဆိုပြောပြီးတော့ဒါပေမဲ့ထိုင်နေ drum ခုံမှာထိုင်လိုက်တယ်ထိုင်ပြီးတော့အဲ့မှာမရဂေါ်လီမလေးတချင်းအဲ့တချင်းကိုကျွန်တော်အညိုးနဲ့tempo 4စားလောက်တင်ပြီးအသေးဖြုတ်တယ် I play like a fucking maniac အခုပြောရင်အခုအားရအညိုးနဲ့ဆိုတာဘာမှဒေါသထွက်လို့မဟုတ်ကိုစောင်းရနေမန်တက်ပျော်ပြီး Emperor နဲ့ငါ drum တီးရပြီကွာဆိုပြီးတော့အသေးဖြုတ်တာဂေါ်လီမလေးတချင်းကိုကျွန်တော်မှ double butter တွေရောရှေ့ကဦးစောမျိုးတို့အဲ့ခုနဦးကျော်တို့ကကျွန်တော်လှမ်းကြည့်တော့ကြည့်လိုက်မယ်ကျွန်တော်တို့လည်းမကြည့်တော့ဘူးတမ်ပိုအရမ်းမြန်နေတာကိုတတိပေးမလို့နဲ့တူပါမကြည့်ဘူးအသေးဖြုတ်ပြီးတော့ကျွန်တော်ချွေးတစ်လုံးတန်းလုံးနဲ့ပြန်ဆင်းလာတယ်ကျင်းနဲ့သွားပြီလို့ဦးညီတို့ကပြောခဲ့ခုနတန်းနဲ့တီးချင်နေတာလို့ဒါပေမဲ့ဦးညီတို့ကအဲ့လိုတမ်ပိုတွေအများကြီးတီးလို့လဲကျွန်တော်ဘာမှမပြော तू ကဘယ်တော့မှဘာလို့ဆိုဘာမှဘယ်သူမှပြောမဲ့လို့မဟုတ်ဘူးပေါ့နော်ဆိုတော့ဦးညီတို့နဲ့ကျွန်တော်နဲ့အခုဒီအချိန်လေးအတွင်းမှာကျွန်တော် cram ဒီအများကြီးပြောချင်တဲ့အမှတ်တရားတွေကျွန်တော်ပြောလို့ပြီးသွားပြီနောက်ထပ်လည်းကျွန်တော်အစီအစဉ်ကိုကျွန်တော်အဲ့လိုစိတ်ဝင်စားစရာကောင်းတဲ့ကျွန်တော် inspire ဖြစ်ရတဲ့အကြိုက်ရတဲ့ artist တွေအကြောင်းဆက်ပါအောင်မယ်ဒီတစ်ပတ်တော့ကျွန်တော်ဒီလောက်နဲ့နားခွင့်ပြုပါကျေးဇူးအများကြီးတင်ပါတယ်